ဒါကြောင့်ကျွန်တော်တောင်ပေါ်နေတာတွေကြောင့်ချင်းတော်နေတာကြောင့်ဘုရားခရစ်မတ်နေ့မှာခဲ့နော်ဒီ Easter Sunday မှာဘုရားပြုလို့ကြီးကြီးပွဲလုပ်ကြတယ်ဒါကြောင့်ဒီနေ့ယေရှုတရားတွေတကျူချင်းခါတယ်နော်မျိုးအဲ့ဒါမျိုးမာတေကနေကျွန်တော်တို့ပြုတယ်အဲ့ဒါရှိရင်တကျူလေးတဲ့နင်းကုန်ချုံပါနင်းကုန်ချုံတော့ဒီပေါ်မှာရှိတယ်အဲ့ဒီနေ့ကျွန်တော်ယေရှုတရားတွေဝါကတဲ့မှာဒီချီပါယူဒာလူမျိုးတွေသူတို့တယောက်ကျူးလွန်နေဆိုရင်နော်ကျူးလွန်နေချွေကျူးလွန်တဲ့လူတယောက်အတွက်ချမ်းသာတဲ့လူရနွားဆေးတူးစားရပြင်နော်တယောက်ကျူးလွန်တဲ့အရာကိုတပ်ပြီးတော့ရစ်ပူဆိုရတာမင်းနဲ့ရှူရတယ်လူတယောက်အပြစ်ကိုလည်းချရဖို့ပဲဒါပေမဲ့အဲ့လူတယောက်ကမကြမ်းကျူးလွန်တဲ့အတွက်ပြောတစ်ထိပ်ရပြောတာပေါ့ဘာလို့ပြောတယ်ပြောတွေးနေလဲဆိုတော့ဘယ်ကတည်းကဘာအားရှိပေါ့စာရင်းပေါ့စာရင်းပြည်တယ်ဘုံမှာဒါပြီးဆိုင်တယ်လို့လည်းလောကကျွန်တော်အပတ်တော့ပြည်ရမှာပြီနော်အပတ်ဖြစ်ခုပြီးပြောနေကြတယ်မှာဘာပဲတော့ဘာပဲဆက်ဆက်အဲ့ဒါမျိုးပေါ့ထူးထူးလောကပဲကျူတာပါကလေးထူးထူးလောကပဲငါဘာပဲလို့ပေါ့ငါရေနွားရှိပါတယ်တူရှိပါတယ်အစင်းစင်းတဲ့ကျူညစ်ရှိပါတယ်ဒီအရာတွေကပူဇော်မယ်ဆိုပြီးတော့မှဒီမှာဝါပြီးချက်ခတ်ပူဇော်ဒါကြောင့်နောက်ပိုင်းယေရှုကပြောတယ်တင်တော့ပူဇော်တဲ့အရာငါယူရှာနေပြီတင်တော့ပူဇော်တဲ့အရာငါယူနေပြီအဘေကြောင့်ဆိုတော့တင်တော့ခဏမကြာခဏပူဇော်တော့တယ်တင်တော့ဟာငါ့စကားကိုနားမထောင်နေနဲ့ခဏကျူလို့တော့ကြောင့်ငါတေတို့ပူဇော်တဲ့အရာကိုယူရှာဒီနေ့ယေရှုပြည့်တင်ကြွလာပြီးတော့မှဒီနေ့တသက်စာပြီးone နော်တခါတည်းနဲ့တသက်စာပြီးတော့ဒီဘုရားဒီအတက်ပူဇော်လိုက်ဒါကျွန်တော်တို့ကအားလုံးအတွက်ခြောက်ရတဲ့ရလူသားအားလုံးအတွက်တင်ရှိရရှာဟာကျွန်တော်တို့ရဲ့အပြည့်အကျက်အရေးတုံးကကျွန်တော်တို့တိရစ္ဆာန်မြတ်တပ်ပြီးပူဇော်ဆက်တာနော်ယေရှုပြတ်ကကျွန်တော်တို့ဂျမားတို့အတွက်တခါတည်းတဲ့ထောင်ဝတ်တရားတဲ့သူ့ရဲ့ပူခန္ဓာပဲလေဝကတိုင်မှာကာရဏီကုန်းလေဝကတိုင်မှာအသေးခံပြီးတော့ပူဇော်လိုက်ပြီလေဝကတိုင်မှာအသေးခံအသေးပူဇော်ဒီတမနာတကျူအတန်ချင်းကိုခံပြီးတော့တုံးရပြုတ်နေတဲ့ရှင်တဲ့6မျိုးတော့ယေရှုပြတ်ကိုယုံကြည်တော်သူထာဝရတဲ့ကိုရိုက်ပြီးနော်အလွေကူဆုံးတော်လားအလွေကူဆုံးတော်တရားထွေးပြီးတော့တကားကိုပြေးပြီးတော့ပေါင်းတင်နိုင်တယ်နိုင်တော့သူဘောပို့ရယေရှုပြတ်တဲ့ကိုတာပြေးပြီးတော့ဒါကြောင့်ဒီချက်တော်မှာယေရှုမြတ်ဒီနေ့ကျွန်တော်ခဏကျွန်တော်ကြာခဏအပြည့်ကျူတဲ့ကျွန်တော်တို့ရဲ့တက်တာတဲ့ယေရှုပြတ်ခင်ကယွန်ခဲတော့ဒီပေါ်တဲ့ထောင်ကအတက်တာပူဇော်ဆက်တာလေကိုတော့ပူဇော်ဆက်တာချီပြီးအတက်တာကိုပူဇော်ဆက်တာတော့ပူဇော်ကျွန်တော်အတွက်ကျမအတွက်ပုရရှပယလေဝကတိုင်မှာကျွန်တော်အတွက်အတိခံပါလားဒီနေ့ဂျေယူတင်ပြီးတော့မှယေရှုကိုဂျေတင်ပြနော်ယုံကြည်တော်သူတို့ဟာထာဝရတဲ့တိုင်းပေါ်တင်နေတယ်ချစ်စွာချစ်ပါလိမ့်မယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ယေရှုတရားတော်ကိုထပ်ပြောခြင်းတလောက်ချင်ရှိဖြစ်ထပ်ပြောပြီးတော့တွေ့ပြီးတော့ဒါရီမှာပြည်တယ်ဆိုတာဒီနေ့ကျွန်တော်လာမယ့်တွင်နေပါပဲပြည်လေပြီးမှကြားလိုက်တာဒီကိုဖိုင်မှာလို့ရှိတာကြောင့်ဘောစကလမာလေးပြအားလုံးရရှိပေါ်ကြည့်ပါစေ